ပြေအပြေရောက်ပန်းကလေးတွေကိုရွေးတီကောင်းတို့ဘဝရဲ့ငယ်စဉ်တလျှောက်ရွာဦးကြောင်ကအုံမောင်းခေါင်းရောင်နီပေါ်မိုးတော့ခရီးပြီးရှိရပြေအပြေရောက်ပန်းကလေးတွေကိုရွေးတီကောင်းလူစက်ကလေးတွေတပေါက်ပေါက်တရွေ့ကြွေတန်းတဖြောက်ဖြောက်ချမ်းနေစီးတဲ့သဘောမှမပေါ့တို့မှာကိုစီခမောမိုးစက်ကလေးတွေတပေါက်ပေါက်တရွေ့ကြွေတန်းတဖြောက်ဖြောက်ချမ်းနေစီးတဲ့သဘောမှမပေါ့တို့မှာကိုစီခမောတေးချင်းတကြောကြောပြောလဲနောက်ဘယ်ခါတို့စိတ်မကောင်းပန်းကြမယ်အိမ်ပြန်ရောက်တို့ကောက်ထားတဲ့ပန်းတွေမှာကိုယ်အမောလက်ကနင်းသာအသာမြောက်မင်းမျိုးနဲ့ပြာနဲ့ယူနဲ့ရဟဲ့ငေါမိုးစက်ကလေးတွေတပေါက်ပေါက်တိရွေ့ကြွေတန်းတဖြောက်ဖြောက်ချမ်းနေစီးတဲ့သဘောမှမပေါ့တို့မှာကိုစီခမောမိုးစက်ကလေးတွေတပေါက်ပေါက်တိရွေ့ကြွေတန်းတဖြောက်ဖြောက်ချမ်းနေစီးတဲ့သဘောမှမပေါ့တို့မှာကိုစီခမောတေးရင်တကြောကြောပြောလဲနောက်ဘယ်ခါတို့စိတ်မကောင်းပန်းကြမယ်အိမ်ပြန်ရ